မအဓိကပြောချင်တာတော့အမျိုးသမီးတွေတော့ပေါ့ကျွန်မဘိုက်ကြီးတယ်လေဒီနို့ဘူးစခန်းထဲမှာပဲဘိုက်ကြီးတဲ့အချိန်ကျတော့ခလေးသွားမွေးတယ်ခလေးသွားမွေးတဲ့အချိန်ကျတော့ကတင်ကနှလုံးပဲရှိတယ်ဆရာမ2ယောက်ပဲရှိတယ်ကတင်နှလုံးရှိတယ်ဆရာမ2ယောက်ပဲရှိတဲ့အချိန်ကျတော့တယောက်ကကရင်ပေါ့နော်ကျွန်မကတော့ဗမာဖြစ်တဲ့အတွက်လူမျိုးရေးခွဲခြားတာကိုခံရတယ်ဘယ်လိုခံရလဲဆိုတော့ကျွန်မကိုလုံးဝလာမကြည့်ဘူးကျွန်မ10နာရီကနေစပြီးတော့ဘိုင်းနာတဲ့အချိန်ကျတော့ဆရာမကဲပါကျွန်မအတန်နာအော်တယ်ကျွန်မသိကျင်တယ်ကျွန်မအချိန်ကြီးဘယ်လိုလဲကျွန်မမွေးတော့မလားမမွေးတော့ဘူးလားဆိုတာကိုသိကျင်တဲ့အချိန်ကျတော့ခေါ်လုံးဝမလာဘူးတစ်ချက်ချက်ကျွန်မကိုဆရာမတယောက်လူတက်တယောက်နဲ့လောက်ထားတယ်သူကတော့တင်စားပဲဖြစ်မယ်ကြည်ရလားကျွန်မကိုထိုင်ဆောင်ပြီးသူသွေးပေါင်ချိန်နဲ့သွေးပေါင်ချိန်ပြီးသူပြန်ထိုင်ရင်သူအိပ်ပျော်နေခေါ်လို့ရှင်လဲသူမထူးကျွန်မကိုသူအိပ်ပျော်နေတဲ့ရှီကနေပြီးတော့ဂဒင်ဖို့အဲ့ဒီထိုင်နေတဲ့ရှီတောင်ပြုတ်ကြတယ်ဂဒင်ကလည်းကျွန်မကင်ဖို့တမ်းမရှိဘူးကျွန်မအားတွေနဲ့ကျွန်မညစ်ချင်တယ်ကျွန်မကလေးထွက်အောင်ဒါပေမဲ့ခိုင်ဖို့တမ်းမရှိဘူးအဲ့ဒီအချိန်မှာကျွန်မဟိုတာအားပေးခဲ့မယ်ဆိုရင်ကျွန်မဒီကလေးကိုကျွန်မစောစောစီးစီးမွေးနိုင်တယ်ဒါပေမဲ့ကျွန်မသေလူလို့ကျွန်မတတ်မှတ်လိုက်တယ်အေးသေရလဲသေပါစီတော့လို့နောက်ကျွန်မတို့ချိန်မှာဆိုရင်တောလက်တယ်ပေါ့အဲ့ဒီမှာအမိုးတယောက်လာတယ်အဲ့ဒါအမိုးလို့ကျွန်မကိုကူညီပါလို့ကျွန်မသားလေးကိုမွေးပေးပါလို့ဒီမှာကျွန်မသေရင်သေပါစီတော့ဆိုပြီးတော့ကျွန်မအဲ့ဒီကလေးကိုအဲ့ဒီမှာတောလက်တယ်နဲ့နောက်အဲ့ဒီကရင်အမျိုးသမီးတယောက်ကသူမွေးပြီးတဲ့အချိန်က4နာရီခွဲနေပြီကျွန်မ10နာရီပိုင်းနာ4နာရီခွဲတော့မှကျွန်မကိုလာကြည့်တော့အချိန်တော့မှသူကတော့အားပေးတယ်အဲ့တော့မှဒါပေမဲ့ကျွန်မသိတယ်ကျွန်မခွဲခြားခံရတယ်ဆိုတာဘာဖြစ်လို့လဲဆိုတော့ကျွန်မကိုတစ်ခါမှလာမကြည့်ကတင်နီးလေးပြီးတော့ကတင်ကလည်းခိုင်စရာမရှိဘူးကျွန်မယောက်ျားကလည်းကျွန်မဆွဲရမ်းလိုက်ရင်တရားတော်မရှိဘူးသူ့မှာလည်းဒုက္ခိတအမျိုးမျိုးခံစားရတယ်အမျိုးသမီးတွေတိုင်းဒီမှာရှိတဲ့အမျိုးသမီးတွေတိုင်းလူမျိုးရေးခွဲခြားတာကိုခံရတယ်ကျွန်မပြောချင်တာလူတွေလို့အကုန်လုံးကိုမြင်ပေးပါကျွန်မတို့အချင်းချင်းတောင်မှကျွန်မတို့မြင်စေချင်တယ်ဗမာကရင်မွန်ချင်းကရင်ရခိုင်ဒါမျိုးတွေကျွန်မမဖြစ်စေချင်ဘူးလူတွေအကုန်လုံးကလူဖြစ်တယ်အကုန်လုံးကညံ့ညံ့တာရှိရမယ်တရားမျှတခွင့်ရှိရမယ်ပြီးတော့အဓိကအမေရိကန်ကိုကျွန်မအရန်အထင်ကြီးခဲ့တယ်ဘာဖြစ်လို့အထင်ကြီးရလဲဆိုတော့အမေရိကန်ကအမျိုးသမီးပြီးတော့ကလေးတွေဒီကလေးတွေနဲ့ပတ်သက်ရင်သူတို့ကအခွင့်အရေးကိုဘလို့ပေးပါလဲဆိုတဲ့အချိန်ကျတော့ကျမတို့အခွင့်အရေးပြည့်ဝတဲ့နိုင်ငံမျိုးကိုသွားကျင်တယ်လက်တွေ့မှာကျတော့ကျမတို့ကဒီတံကိုမခံစားရဘူးသူတို့ရဲ့ထပ်ပြီးတော့ဖိနှိပ်လိုက်တာကိုပဲကျမတို့ခံစားရတယ်ကျမတို့အဲ့လိုပဲယုံကြည်တယ်ပြောနေတယ်လူခွေကိုအရန်တန်မိုးထားပါတယ်လို့ပြောတယ်ခုကျရှောက်ရမှာအမေရိကပဲရှောက်ရမှာကျမဒီမှာနေရတာစိတ်ဆင်းရဲတာဘာဖြစ်လဲဆိုတော့ရာတကူကလုံးဝမကောင်းဘူးလေနေရတဲ့နေရာတွေကလည်းကျမတို့အတွက်အဆင်မပြေဘူးတော့ခလေးတွေအတွက်တော့ပိုဆိုးရင်ရတာပေါ့ခလေးတွေကရေကြောက်တွေလားဘာမှမသိဘာယောဂါလည်းမသိပေါ့တယ်အဲ့တော့ခလေးကခဏဆေးရုံပေးရတယ်အဲ့လိုမျိုးဆေးရုံပေးရတဲ့အချိန်ကျကျမတို့ကဒီမှာရက်တည်ရတာသူတို့ပေးတာစားဖို့ပဲပေးတာကျမတို့မှစေကူတာဖို့မရှိဘူးသူတို့ကိုသွားပေးလို့ချင်းသူတို့တော့ကုပေးပါတယ်ကုပေးတယ်ဆိုပေမဲ့ကျမတို့သားသမီးတွေနေမကောင်းကြမ်းမှန်ရေးဖြစ်လာရင်ကျမတို့ကတခုခုတွေဝယ်ကျွေးချင်တာပေါ့အဲ့လိုမျိုးချင်းကြရင်ကျမတို့အရန်ကိုဒုက္ခရောက်တယ်ဒီမှာနေရတာအဲ့ဒါကြောင့်မို့ကျမတို့အမြန်ဆုံးသွားချင်တယ်ဘယ်နိုင်ငံကိုပဲဖြစ်ဖြစ်ဆိုပြီးတော့ကျမတို့အမေရိကန်ကိုရှောက်ခဲ့အမေရိကန်ကညံ့မဲ့ထင်လို့အမေရိကန်ကကျမတို့ကိုပို့ပြီးတော့ကိုဆိုးအောင်လုပ်တဲ့အခုလိုလုပ်တာဟာမျိုးကနော်ကျမတို့နိုင်ငံမဲ့နေလို့နိုင်ငံတနိုင်ငံရဲ့ခိုလုံမှုကိုလိုချင်လို့ကျမတို့အမေရိကန်ကိုရှောက်တာသူတို့ကကျမတို့ခိုလုံခွင့်မပေးဘဲနဲ့ပို့ပြီးတော့နှိပ်စက်တယ်လို့မျိုးကျမတို့ကခံစားရတယ်ကျမတို့ဒုက္ခတွေပြည့်လည်းမတတ်မှတ်ဘူးလို့လည်းခံစားရတယ်လူလို့လည်းမတတ်မှတ်ဘူးလို့ကျမတို့ခံစားရတယ်နောက်တစ်ခုကျမတို့ပြောချင်တာဟာကျမတို့ကမြန်မာပြည်မှာစစ်အစိုးရရဲ့ဖိနှိပ်မှုကြောင့်မို့ကျောင်းနေမနေခဲ့ရအောင်ပညာမတတ်ဘူးကျမသားသမီးအလဲကြတော့ပညာတတ်စေချင်တယ်အနာဂတ်ကလေးကောင်းစေချင်တယ်အဲ့ဒီအတွက်ကြောင့်ကျမကတတိယနိုင်ငံမှာကျမသားသမီးတို့ကျမမျိုးဆက်အတွက်အနာဂတ်အတွက်ကိုအကောင်းမွန်ဆုံးဖြစ်အောင်လို့ရွေးချယ်ချင်တယ်အဲ့ဒါကြောင့်မို့အမေရိကန်ကိုရွေးချယ်တာလည်းဖြစ်တယ်အခုဆိုရင်တော့ကျမတို့ကလက်မှတ်ထိုးပြီးသွားပြီအမေရိကန်ကလည်းသူတို့ကတော့စောင့်နိုင်ရင်စောင့်ဖို့ကျမတို့စောင့်နိုင်ရင်စောင့်ဆိုတော့ကျမတို့ကဒီမှာနေရတဲ့အခက်အခဲပြဿနာနဲ့တိတိကျကျလဲမသိရတဲ့အဖြေကြတော့တနစ်ဆိုရင်လည်းကျမတို့တနစ်တွင်းခေါ်မယ်ဆိုရင်ကျမတို့ကစောင့်ပါသူတို့ကတနစ်လည်းမဟုတ်ဘူးနှစ်နှစ်လည်းမဟုတ်ဘူးသုံးနှစ်လည်းမဟုတ်ဘူးသူတို့သိကြတဲ့အဖြေကိုပေးနိုင်ဘူးဆိုတဲ့အတွက်ကျမတို့ကတခြားနိုင်ငံပေါ့တော့ဘယ်နိုင်ငံဖြစ်သွားမယ်ဆိုပြီးတော့ယူအောင်ပို့တဲ့နိုင်ငံကိုကျမတို့သွားမယ်ဆိုပြီးတော့ရွေးချယ်လိုက်ရတာအဲ့ဒီတော့အရန်စိတ်မကောင်းဘူးကျမတို့
လမ်းမှာရှိတဲ့လူတွေဆိုအင်ဂျီ20လောက်ရှိတာပေါ့ကျမတို့အတန်းမှာဆိုရင်အဲ့ဒီအတန်းအကုန်လုံးထွက်ရတယ်ကျမတို့မိသားစုတစုပဲမထွက်ရတာကျမယောက်ျားဒုက္ခိတလေးနော်ကျမစဉ်းစားတယ်ကျမယောက်ျားဒုက္ခိတကြောင့်မခေါ်တာလားဒါမှမဟုတ်လေကျမတို့တွေကဘာအပြစ်တွေလုပ်ခဲ့မိလို့လဲအခုချိန်ထိကျမယောက်ျားရောကျမရောကောင်းကောင်းမွန်မွန်လုပ်ကင်စားတယ်ဘာအပြစ်ပါလဲမလုပ်ခဲ့ဘူးဘယ်တော့မှလည်းလုံးမှာမဟုတ်ဘယ်နေရာပဲရောက်ရောက်ကျမတို့ကကောင်းကောင်းမွန်မွန်လုပ်ကင်စားမယ်ကိုသားသမီးရဲ့အနာဂတ်ကိုပဲကျမတို့မျှော်လင့်ပြီးတော့တတိယနိုင်ငံကိုသွားတာဖြစ်တယ်ကျမအဲ့ဒါပဲပြောချင်တယ်အခုကျမကလေနောက်ဆုံးမိကွန်းတစ်ခုတည်းနဲ့အမေရိကန်ကိုမေးချင်တာပေါ့နော်အမေရိကန်တွေကတကယ်လူခွင့်ရေးလိုက်နာပါရဲ့လားဒုက္ခတွေကိုတကယ်တနာလို့ခေါ်တာပါလားကျမဒါကိုပဲကျမသိချင်တယ်ဟုတ်လားဘာဖြစ်လို့လဲဆိုတော့အခုကျမတို့ခံစားနေရတဲ့ဟာနဲ့အခုသူတို့ပြောနေတဲ့ဟာနဲ့လုံးဝမကိုက်ညီလို့ပဲဒုက္ခတွေကိုတကယ်တနာပါလားတကယ်ဒုက္ခတွေလို့သတ်မှတ်ပါလားကျမအဲ့ဒါပဲသိ